ဘီလီယံနာ CEO ဟာလမ်းဘေးစားစာတွေကိုနှစ်သက်ဆဲဖြစ်ပြီးအထူးသဖြင့်$2တန်ထမင်းဘူးကိုကြိုက်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါကသူခက်ခဲကြုံနေရချိန်တုန်းကသူ့ရဲ့ကြိုက်ဆုံးအစားအစာဖြစ်ခဲ့လို့ပါမထင်မှတ်ပဲသူရေးစားဟောင်းနဲ့သူမရဲ့အမေတို့ကဒါကိုမြင်သွားခဲ့ကြပါတယ်သူ့ဘဝအခြေအနေဘယ်လောက်ဆိုးရွားနေလဲဆိုတာကိုမြင်လိုက်ရတော့သူတို့စိတ်သက်သာရာရသွားကြပါတယ်တမိဖြစ်သူကိုသူ့စီကနေတင်းတက်မှလမ်းခွဲခိုင်းခဲ့တဲ့သူတို့ရဲ့ဆုံးဖြတ်ချက်ဟာမှန်ကန်တယ်ဆိုတာကိုသူတို့တေချာသွားကြပါတယ်ရုတ်တရက်လူချမ်းသာကောင်လေးတယောက်ရောက်လာပြီးသူ့ကိုအာယုံစိုက်ကတမင်တက်တက်စော်ကားဖို့သူ့နားကပ်လာခဲ့ပါတယ်ဘာလဲမင်းက$2တန်အစားအစာလောက်ပဲဝယ်နိုင်လောက်အောင်ဆင်းရဲနေတာလားကောင်လေးကခေါင်းညိတ်ပြီးချက်ချင်းသဘောပေါက်လိုက်ပါတယ်ဒါပေမဲ့သူတို့ဘာကြံစီရှိလဲဆိုတာကိုသူကြည့်ချင်နေခဲ့တယ်ဒါကြောင့်သူကလူချမ်းသာကောင်လေးနောက်ကိုစိန်ခံစားတောက်ဆိုင်တစ်ခုအထိလိုက်သွားခဲ့ပါတယ်သူကထမင်းဘူးကိုအတွင်းထဲထိယူလာတာကိုမြင်လိုက်ရတဲ့အခါမျိုးသမီးကြီးရဲ့မျက်နှာမီးမောင်သွားပါတော့တယ်ကောင်လေးကရှင်းပြလိုက်ပါတယ်$2တန်အစားအစာဆိုပေမဲ့တွင်းပစ်လိုက်လို့မဖြစ်ဘူးလေသူ့ကိုပို့ပြီးအရှက်ရစေဖို့အတွက်အမေလို့သူကခွက်ကိုမြောက်ပြီးလူချမ်းသာကောင်လေးနဲ့တမိဖြစ်သူကိုဂုဏ်ပြုလိုက်ပါတယ်အခြေအနေကိုထိမ့်သိမ့်ဖို့အတွက်ကောင်လေးလည်းမတက်တာပဲခွက်ကိုလမ်းမြောက်လိုက်ရပါတယ်ဒါပေမဲ့အမေလို့သူကဒီလောက်နဲ့မရက်သေးပါဘူးပြီးတော့သူမကတမိဖြစ်သူကိုကြက်ချေရောက်ထည့်ပေးလိုက်ပါတယ်ပြီးတော့နောက်ထပ်တစ်ခုကိုလည်းတမိဖြစ်သူစီထည့်ပေးလိုက်ပါသေးတယ်ကောင်လေးကိုထွက်သွားအောင်ဖိအားပေးတဲ့အနေနဲ့သူမကသူ့ကိုတမင်တက်တက်လစ်လျူရှုထားပါတယ်အဲ့ဒီလူကတည်ငြိမ်နေတော့မဲဆိုတာမြင်လိုက်ရတော့အမေလို့သူကအော်ပြောလိုက်ပါတယ်ပြောစမ်းပါဦးအနာဂတ်မှာငါသမီးကိုမင်းပါတွေပေးနိုင်မှာမို့လို့လဲကံကောင်းလို့သာအဲ့ဒီတုန်းကသူ့ကိုမင်းနဲ့လက်ထပ်ဖို့ခွင့်မပြုခဲ့တာကောင်လေးကသူတို့ညင်သွားအောင်သူ့ရဲ့အစင်တန်းစစ်အမှန်ကိုထုတ်ပြချင်ပေမဲ့သူ့ရေးစားဟောင်းရဲ့တုံ့ပြန်မှုကိုပို့ပြီးဂယူးဆိုင်နေမိပါတယ်သူ့ရေးစားဟောင်းကသူ့ဘက်ကနေကာကွယ်ပြောပေးမယ်လို့မျှော်လင့်ခဲ့ပေမဲ့သူမကတော့ထွက်သွားဖို့စင်ကြေပေးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့သူဟာအမှန်တရားကိုဆက်ပြီးဖုံးကွယ်မထားတော့ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီမောက်မာတဲ့လူတွေကိုပညာပေးဖို့အတွက်သူ့ရဲ့အာဏာကိုအသုံးပြုတော့မှာဖြစ်ပါတယ်